လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအင်းဝနေပြည်တော်ရဲ့အစွန်ဖျားမြူဆိုင်နေတဲ့တောင်ကျေတဲလေးတစ်ခုမှာဆေးဆရာကြီးတဦးနဲ့သူ့ရဲ့တဦးရဲသောသမီးလေးစောနန်းတို့နေထိုင်ကြပါတယ်။စောနန်းဟာဆေးမြစ်ရှာရင်ကြီးပြင်းလာသူမို့တစ်ပင်တွေရဲ့အကြောင်းကိုသိသလိုသူမရဲ့ခါမှာအမြဲပါလေးရှိတဲ့ဓာတ်နှစ်လက်ရဲ့အသုံးနှုန်းကိုလည်းကျွမ်းကျင်လာပါတယ်။သူတို့သားအဖရဲ့ဘဝဟာဆေးမြစ်ရှာလိုက်ဆေးဖော်ဆက်လိုက်နဲ့အေးချမ်းလွန်းလာပါတယ်။ဒါပေမဲ့အဲ့ဒီအေဂျင့်မှုတွေဟာကျင်းစာတင်းစစ်တီတယောက်ရောက်မလာခင်ထိပဲပေါ့တဲထန်စွာရွာနေတဲ့တညမှာတော့ဒန်ယာဘရာပွားနဲ့အင်းဝစစ်တီတူသူတို့တဲရှေ့ကိုလဲကျလာခဲ့တယ်။သူ့ရဲ့ရင်ဘတ်မှာစိုက်ဝင်နေတဲ့မြားဟာထူးဆန်းတဲ့ငွေရောင်စိတ်တွေနဲ့စွန့်ထင်နေခဲ့တာ။ဆေးဆရာကြီးဟာလူနာကိုကယ်တင်ဖို့အမြန်ဆုံးကုသပေးပါတယ်။ဒါပေမဲ့အဲ့ဒီမြားစိတ်ကတာမန်မဟုတ်ပဲအင်းဝနန်းတွင်းကပြည့်ဝစီရင်ထားတဲ့အသေးကောင်ဖြစ်စေတဲ့ပြဓာစိတ်ဖြစ်နေခဲ့တာပါဆေးမြစ်တွေနဲ့တပြုတ်မိတဲ့အခါကုသမှုဟာမှားယွင်းသွားပြီးစစ်တီရဲ့ကိုခန္ဓာဟာတဆက်ဆက်တုံခါကမျက်လုံးအိမ်ထဲမှာငွေရောင်ပြဓာရည်တွေပြည့်ရှံလာခဲ့တယ်သူဟာအတိစိတ်မဲ့ပြီးအသားစားခြင်းနဲ့တရဝါကြီးတကောင်လိုဆေးဆရာကြီးကိုအတင်းခုန်အုပ်ပြီးလေဘင်းကိုကိုက်ဖြတ်လိုက်ပါတော့တယ်စောနန်းရဲ့အော်ဟစ်တန်ဟာတောတစ်ခုလုံးကိုတုံဟဲသွားစေတယ်ဆရာကြီးရဲ့သွေးထဲမှာပြဓာစိတ်တွေစီးဝင်သွားပြီးအသားရည်တွေဟာခဏချင်းမှာပဲပုတ်ပွားလာတယ်။အသီးစိတ်လေးနည်းနည်းကြံနေသေးတဲ့ဆရာကြီးဟာသမီးဖြစ်သူကိုဇွန်ဘီမျက်လုံးတွေနဲ့စိုက်ကြည့်ရင်သမီးပြေးတော့အဖေလူမဟုတ်တော့ဘူးလို့တုံရီစွာပြောရင်းဘေးကတောက်လောင်နေတဲ့မီးပုံကြီးတွေကိုအတင်းခုန်ချပြီးအဆုံးစီရင်သွားခဲ့ရရှာတယ်။စောနန်းဟာငိုရှိုက်နေရင်းကနေမျက်လုံးတွေဟာหนีရဲလာတယ်။သူမဟာနှုတ်နေတဲ့မိန်းကလေးတယောက်မဟုတ်တော့ဘူး။သူမရဲ့လက်နှစ်ဖက်ကဓာတ်နှစ်လက်ကိုတင်းတင်းဆုပ်လိုက်တယ်။အဖေကိုတေးစေခဲ့တဲ့ဒီအသေးကောင်တွေကိုအကုန်ရှင်းပစ်မယ်လို့သူမကြိမ်ဆိုလိုက်တယ်။ဒါပေမဲ့အခြေအနေကသူမထင်ထားတာထက်ပိုဆိုးပါတယ်။ဇွန်မီစစ်တီကိုလိုက်ရှာနေတဲ့တခြားစစ်တီတွေဟာလည်းအကိုက်ခံရပြီးတောအုပ်တစ်ခုလုံးမှာဇွန်ဘီတွေပြန့်နှံ့နေပြီးစောနန်းဟာတဲအပြင်ကိုလွှားခနဲခုန်ထွက်လိုက်တယ်။မြူရီကြားထဲမှာဇွန်ဘီအုပ်ကြီးကသူမကိုဝိုင်းထားကြပြီးစောနန်းရဲ့ဓာတ်နှစ်လက်ဟာလာရောင်အောက်မှာလျှက်စီးကြောင်းတွေလိုဝေဝဲနေတော့တာပေါ့ရန်သူတွေကိုရှင်းလင်းပြီးစောနန်းလည်းအဖေအိမ်လေးစီပြန်လာခဲ့ပါတော့တယ်